Welcome to A Dose of Ngay. Hello. Morning, Ma. Welcome to A Dose of Ngay. ဒီနေ့အိမ်မှာရှိတဲ့ဆရာကြီးဆရာမကြီးတွေကိုပြမှာဖြစ်ပါတယ်။လိုက်ကြည့်ပါဦးရှင်။ကတော့မောင်ဘလက်ကီပါ။နော်ပါရှင်။မိုင်လိုဒီမှာပါ။ဒီမိုင်လိုဒါကတော့ဖို့မုတ်စားနေတာဖြစ်ပါတယ်ဖို့ကသူ့ကိုဗီဒီယိုရိုက်ရင်ဓာတ်ပုံရိုက်ရင်မကြိုက်ဘူးဆရာမကြီးမုတ်စားနေတာဖြစ်ပါတယ်ရှင်မကြိုက်ဘူးတွေ့လားညနာကြီးအဲ့လိုလွှဲထားတာသူကမာဒါကတော့ဂမီပါအိပ်ပြောတာဂမီကကင်မရာကြိုက်တယ်ပြောတော့ဒါကင်မရာအရင်ကြိုက်ပါတယ်သူကပဲလဲများတယ်ကင်မရာချိန်လိုက်တာနဲ့ထတာဩသူကကင်မရာကြိုက်ပါတယ်ရှင်ပြီးတော့ဒီနေ့လက်ချုပ်ရိုးလဲဖြီရမယ်ပေါ့နော်လက်ချုပ်ရိုးဖြီရမယ်ဟိုပါလဲနိုင်မွေးရဘူးလေဒီဘက်လက်မှာနိုင်လည်းမွေးရဘူးလက်စွပ်လည်းမွေးရဘူးဘာမှမွေးရဘူးဆိုတော့နိုင်ကိုညာဘက်မှာပြောင်းဝတ်တာပေါ့ဘလို့မှအဆင်မပြေဘူးချိလို့မရဘူးပေါ့နော်ဆိုတော့အခုတော့နိုင်ကိုလက်ဘေးမှာဆွဲထားပါရှင်ဒီမှာပြပုံပင့်နေတယ်ဒီမှာအန်တိုနီယိုပါသူ့မိတ်နေလို့ထင်တယ်အော်နေတာသားလေးကြောင်လေးရတော့လေသူကတော့အဲ့လိုမွေးထားမှာမဟုတ်ဘူးတခြားကြောင်တွေဝိုင်းကြိုက်လို့ထင်တယ်ဒီ channel ကိုပြေးလာရင်းနဲ့ဒီမှာပဲနေနေတာပေါ့နော်သူဆက်ဆက်ရောက်ခါစားတော့အဲ့လိုအနာကြီးအခြေ level မှာအဲ့လိုပြဲပြီးတော့ရောက်လာတော့စိတ်ကူထားပေးရင်းနဲ့အခုတော့မပြန်တော့ပါဘူးဒီမှာပဲနေပါတော့တယ်ဆိုတော့လက်ကတော့ချုပ်ရိုးတော့ဖြီးပြီးသွားပြီဒါပေမဲ့2ရက်လောက်တော့ရေဆိုလို့မရသေးဘူးဆိုတော့ဒီတိုင်းပဲတော့နေရအောင်ပေါ့လေဆိုတော့မနက်စာစားပါမယ်မနက်စာကိုတော့စားရင်ကောင်းမလားချက်စားရင်ကောင်းမလားဝယ်စားရင်ကောင်းမလားစဉ်းစားရတာဘာစားရင်ကောင်းမလဲစဉ်းစားရတာအလုပ်ကြီးတစ်လုပ်ပေါ့နော်ဆိုတော့ဘာစားရင်ကောင်းမလဲအခုဒီစဉ်းစားလို့မရအောင်ကားကလည်းမောင်းလို့ရရလားမောင်းလို့မရရလားမသိဘူးဆရာကဘာမှမပြောလိုက်ဆိုကိုကလည်းမမေးမိဘူးပေါ့လေအားကြောင့်ပြီးတော့အိမ်ပြန်ရောက်ပါပြီရှင်အမှန်တော့လေစားတာလေးပေးချရိုက်ပြချင်တာဒါမဲ့လူစိုင်းမိုင်းလူတွေအများများတယ်ရဆူလက်ဆူညံနေရသူများတွေအနှောက်အယှက်ဖြစ်မှာလဲဆိုလို့ပေါ့လေအမှန်တော့ဒေါင်းဝိုင်းလေးပါလေရတယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးလေးရိုက်ပြမလို့ဒါမဲ့အလဲတက်မှာရတဲ့ခါကျတော့သူများတွေကိုအနှောက်အယှက်ဖြစ်မှာဆိုလို့မြိုက်ခဲ့ပါဘူးဆိုတော့အစားတောက်ကတော့အနာကျက်အောင်လို့ဆိုတာလက်ကဘာဖြစ်တာလဲဆိုတာရှေ့ကဗီဒီယိုမှာပြောထားပြီးသားဆိုတော့ထပ်တော့မပြောတော့ပါဘူးဆိုတော့လောလောဆယ်မှာလိမ့်မနေပါတယ်။ဘာလဲဆိုတော့အနာမြန်ကျက်အောင်လို့ lean protein တို့vitamin C တို့ရွေးပြီးတော့စားနေပါတယ်။ကိုစားချင်တာထက်စားတဲ့အစားအစာကိုစားနေပါတယ်ရှင်။ဆိုတော့အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ like and subscribe လုပ်သွားပေးပါအောင်ရှင် so see you in the next video ta